မောင်းနေကစားတဲ့ဆိုတာကဘောလုံးပွဲတွေကိုယုံကြည်ချက်တစ်ခုလေးနဲ့ချိတ်ဆက်ကစားရတဲ့ပုံစံဖြစ်ပြီးပွဲတစ်ပွဲချင်းစီကတင်ငြိမ်မှုတွေရှိနေမှသာအောင်နိုင်ခြင်းများမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြမယ့်လိတွေကတော့မောင်းကစားရတာကိုကြိုက်တဲ့ညီကိုတို့အတွက်ပဲဖြစ်ပါတယ်ဗျပထမဆုံးလိကတော့ဘွန်ဒက်လီဂါပါဘွန်ဒက်လီဂါဟာမောင်းကစားတဲ့သူတွေအားကိုးရဆုံးလိတစ်ခုဖြစ်ပါတယ်ဒီလိမှာအသင်းကြီးနဲ့အသင်းသေးကြားမှာအရေးချင်းကွာဟာမှုကအရန်ရှင်းလင်းပြီးတော့အသင်းကြီးတွေကအိမ်ကွင်းမှာဆိုရင်ပုံမှန်အပြင်ကြေးအောင်တာများကြပါတယ်ပွဲအများစုကကစားပုံတွတ်တက်လက်လက်နဲ့ဂိုးပေါ်လေးရှိတာကြောင့်ဂိုးပေါ်တွေကိုမောင်းကစားရင်တော်တော်လေးကိုအဆင်ပြေတဲ့လိဖြစ်ပါတယ်ဗျဒုတိယလိကတော့ဂျေလိပါဂျေလီကတော့မောင်းကစားတဲ့သူတွေထဲမှာတိတ်တိတ်လေးနဲ့နာမည်ကြီးနေတဲ့လိတစ်ခုဖြစ်ပါတယ်အသင်းတိုင်းကစနစ်ကြကြကစားတတ်ပြီးအသင်းကြီးနဲ့အသင်းသေးကြားမှာခြေစွမ်းကွာဟာမှုသိမ့်မရှိပါဘူးဒါပေမဲ့အသင်းဖောင်အိမ်ခွင်းအဝေးခွင်းခြားနာမှုကအရန်ကိုတိတာလို့ပွဲရလက်ခံမှန်းရလွယ်ကူပါတယ်မပြည့်နိုင်တဲ့ရလက်တွေထွက်တာနေပြီးတရေပွဲတွေများတဲ့အတွက်ကြောင့်မောင်းကစားရတာကြိုက်တဲ့ဘော်ဒါတို့အတွက်တကယ်ကိုစင်ပြေတဲ့လိလို့ပြောလို့ရပါတယ်စီရီ A ကတော့မောင်းကစားတာကိုတေချာနားလည်ပြီးကစားနိုင်ရင်အကျိုးရှိတဲ့လိတစ်ခုဖြစ်ပါတယ်ဒီလိမှာကနေပြူအပိုင်းကိုအလေးထားကစားကြပြီးပွဲအများစုကဂိုးနဲ့ပဲပြီးဆုံးတတ်ပါတယ်အသင်းကြီးတွေတော့တကူလောက်နဲ့ပဲနိုင်တာများပြီးပွဲရလက်တွေကမပြတ်သားလွန်းတာကြောင့်ဂိုးအောက်ကိုပဲမောင်းကစားမယ်ဆိုရင်အနိုင်ရနိုင်ခြင်းမြင့်ပါတယ်ကျွန်တော်အခုပြောပြခဲ့တဲ့လိ3လိကမောင်းကစားရတာကြိုက်တဲ့ညီကိုတွေအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်